ကဲနောက်တစ်ခုပြန်တင်ပေးမယ်ဒီတကွက်ကကြတော့လောအင်ဂျီချုပ်ပြတင်မယ်ပေါ့နော်ဘာလို့လဲဆိုတော့အမင်းကလေးတွေကဖလာကြည့်ရတာသဘောကျလေပင်လေးပဲငါမလဲဖလာမရှိဘူးအေးဟုတ်ပြီနော်တင်ပြမယ်နော်နင်ကြတိုင်းအောင်ကွနော်โอเคနော် Difference Best Remix လဲမယ်နော်ပြစ်မယ်လဲမယ်အေးနာကိုတကယ်ပြစ်ပြီးတကယ်လဲတဲ့ချိန်မှာဆိုရင်ဒီမျိုးအစားနဲ့ပြလိုက်ဒီမျိုးအစားနဲ့တွားပြီးတော့မှတကယ်လို့ဒီကောင်ပြစ်သွားပြီဆိုရင်ခဏကိုပါလဲပြလိုက်ချော်လဲမယ်မလုပ်တဲ့ရင်တော့အဲ့လိုမျိုးချော်လဲမယ်ဒါပေမဲ့မကြောက်နဲ့မတန်ရအများကြီးပဲဒီမှာမြို့ထားတော့တာထက်ပို့ပြီးတော့မနာကျင်စရာလို့တရားပေါ်တာသွားမယ်နော် Remix ဟုတ်ပြီသွားမနော်ပြမယ်လဲဟာအဲ့လိုမျိုးမလက်တဲ့ချိန်ဆိုအဲ့လိုမျိုးအမားတွေပါတဲ့တယ်ဒါပေမဲ့တကယ်ဘာမှမကြောက်တော့ဘူးဆိုရင်တကယ်ကြုံမယ်ဆိုရင်တကယ်ရတယ်ကြောက်ဖို့ပဲလိုတယ်ဟုတ်ပြီလားအေးဟုတ်ပြီနော်ဒီလောက်ပါပဲနော်ဘိုင်ဒီအပတ်တင်ပေးတာဘက်ဆန်နဲ့ရုပ်ရည်ရှိတဲ့သူတွေတော့တိတ်ပြီးတော့မဥစားဘူးပေါ့နော်ရုပ်ဆိုးတဲ့သူတွေတော့ပို့ပြီးတော့ဥစားပေးပါတယ်